ကွင်းလယ်ကစားသမား2ဦးကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အာဆင်နယ်ရဲ့အားကစားဒါရိုက်တာဘာတာဒီနေ့ဖေဖော်ဝါရီ2ရက်နေ့ဈေးကွက်မပိတ်မီမှာအစားထိုးကစားသမား2ဦးခေါ်ယူဖို့ကြိုးစားနေပြီးဒေးဗစ်အွန်စတင်ကတော့ဒီအချိန်မှာတစ်ခုခုဖြစ်လာဖို့တော့အာမခံချက်မရှိဘူးလို့ပြောထားခြင်းဖြစ်ပါတယ်အာဆင်နယ်ရဲ့ပြစ်မှတ်လို့ဆိုရမယ့်ကွင်းလယ်ကစားသမား2ဦးထဲမှာမှ1ဦးကတော့ဆော်ဒီကလပ်အေဟီလဲအသင်းမှာကစားနေတဲ့ရူပတ်နီဘတ်ဖြစ်ပြီးနောက်1ဦးကတော့နွေရာသီမှခေါ်ယူမယ်ဆိုပြီးသတင်းထွက်ထားတဲ့လိုင်လီကွင်းလယ်ကျဲပွင့်လေးအာယူဘူအာဒီပဲဖြစ်ပါတယ်ဆော်ဒီကလပ်အေဟီလဲအသင်းရဲ့ကစားသမားဖြစ်သူရူပတ်နီဘတ်ကတော့အေဟီလဲအသင်းကို2023-2024အပြောင်းရွှေ့မှာဥအသင်းကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး2023-2024ရာသီမှာအေဟီလဲအသင်းအတွက်54ပွဲကစားရမှာ10ဂိုးသွင်း15ဂိုးဖန်တီးထားပြီးဆော်ဒီလိအသင်းရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားစာရင်းမှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်2024-2025ရာသီမှာလည်းအသင်းအတွက်38ပွဲကစားရမှာ2ဂိုးသွင်း10ဂိုးဖန်တီးထားခဲ့ပြီးအခုနှစ်2025-2026ဘောလုံးရာသီမှာလည်း28ပွဲကစားရမှာ10ဂိုးသွင်း10ဂိုးဖန်တီးထားပြီးအကောင်းဆုံးခြေစွမ်းကိုရောက်ရှိနေတဲ့အချိန်လည်းဖြစ်ပါတယ်အသက်28နှစ်ရှိပြီဖြစ်တဲ့ရူပတ်နီဘတ်ဟာအာဆင်နယ်ရဲ့ဒဏ်ရာရကစားသမားဖြစ်တဲ့မေရီနိုရဲ့နေရာကိုဖြစ်သင့်ဖို့အတွက်အကောင်းဆုံးကွင်းလယ်ကစားသမားဟုတ်မဟုတ်အားကစားဒါရိုက်တာဘာတာဟာစဉ်းစားနေပြီးနောက်ထပ်ကစားသမား2ဦးကတော့အသက်18နှစ်ပဲရှိသေးတဲ့လူငယ်ကစားသမားဖြစ်သူအာယူဘူအာဒီပဲဖြစ်ပါတယ်ဘူအာဒီယာဆိုရင်ဖြင့်လိုင်လီသင်းကြီးမှာ2023-2024ရာသီကတည်းကကစားခွင့်ရထားပြီးခြေစွမ်းကောင်းနေပြသနေတဲ့လူငယ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။လူငယ်တစ်ယောက်အနေနဲ့ခြေစွမ်းကောင်းတွေကိုပိုင်ဆိုင်ထားပြီးဘူအာဒီကိုယခုရာသီမှာဥရောပအကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့အာဆင်နယ်ဟာဒီဇင်ဘာပြောင်းရွှေ့မှာခေါ်ယူသွားမလားဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အာဆင်နယ်ဟာဒီရာသီမှာရလဒ်ကောင်းတွေပိုင်ဆိုင်ထားပြီးဖလားလုံလန်ကြောင်းပေါ်မှာရောက်နေပြီးကမ္ဘာ့ဆင့်ကစားသမားကောင်းတွေကိုပိုင်ဆိုင်ထားသလိုဒဏ်ရာရသွားတဲ့ကစားသမားနေရာတွေမှာလည်းချက်ချင်းစားထိုးနိုင်ပွဲရှိနေပြီးနောက်ထပ်ပဲကစားသမားတွေကိုခေါ်ယူသွားမလဲဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဖူဘောဟက်ကိုနားဆင်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။နောက်ပုတ်တွေမှာလည်းဘလို့သတင်းတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာကိုစောင့်ကြည့်အားပေးကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။